ဒီလိုနဲ့ Justice Blogger တော်လန်ရေးလုပ်ဖို့အတွက်လက်နက်နဲ့ရိတ်ခါတွေကိုစုဆောင်းပြီးတော့အရေးကြီးတဲ့ဆက်ရန်နေရာတွေရှိတဲ့မြေအောက်ခန်းတဲ့အတွင်းနဲ့အထီကိုဆင်းတယ်ပြီးတော့သူတို့တောင်းဆိုသလိုအရင်ကအတိုင်း voting system ကိုပြန်မပြောင်းပေးဘူးဆိုရင်သူတို့နဲ့အတူတည်ဖို့ vote တစ်ခုလုံးကိုပါခေါ်သွားမယ်ဆိုပြီးတော့တွေးကြော်ကြတယ်ဒါပေမဲ့ဘယ်သူမှတုံလုံးကြောက်ရွံ့ခြင်းနေမရှိဘဲနဲ့ Justice Blog ကိုပြန်လဲတိုက်ခတ်ခဲ့ကြတယ်အေးပေါ့သူတို့လည်းဒီအာနာယူတွေကိုညှင်းငွေ့နေပြီလေဒီလိုနဲ့မြေအောက်ခန့်အတွင်းဘက်နိုင်ငံတွေမှာသွေးတွေဆေးချေထားသလိုစွန့်ထင်နေခဲ့ကြပြီးတော့နောက်ဆုံးကြည်စံကိုမြေပေါ်ကိုကျသွားတဲ့အချိန်မှာကျန်ရတဲ့သူ9ယောက်ပဲကျန်ရှိပါတော့တယ်ဒီကျန်တဲ့9ယောက်ကတော့အတူတူပဲဆက်ပြီးတည်ရှိနေခဲ့ကြတယ်ဘာလို့ဆိုဆဆကလေးကတယောက်နဲ့တယောက်ကရန်သူတွေမဟုတ်ခဲ့တာတနေ့စီမှာသူတို့တွေကလူတယောက်ကို sacrifice လုပ်ခိုင်းတဲ့ Vault ရဲ့ main brain ရတာသူတို့ရဲ့လူသားဆန်မှုစိတ်ဓာတ်ကိုပိုင်းခြားထားတဲ့အရာကြီးပဲဖြစ်တယ်ဒါကြောင့်သူတို့အကုန်လုံးက enough is enoughပဲအကယ်၍ main frame ကြီးကသူတို့စကားနားမထောင်လို့တတ်မယ်ဆိုလို့ရှိရင်လည်းတတ်ပါစေတော့ဆိုပြီးတော့ default ကြီးကသူတို့ကိုတတ်တာကိုစောင့်မျှော်နေခဲ့ကြတယ်သူတို့လိုအပ်တဲ့ live support system ကြီးများရပ်သွားမလားဒါမှမဟုတ် gas ငွေတွေပဲလှုပ်ပြီးတော့အသက်ခံရမလားဆိုပြီးတော့တွေးတောနေရင်းနဲ့ပေါ့ဒီလိုနဲ့ဝမ်းသာကြည်နူးစရာအတန် PA system တွေခုလိုပွင့်လာခဲ့ပါတယ် Congratulations, citizens of Vault 11. You have made the decision not to sacrifice one of your own. You can walk with your head held high, knowing that your commitment to human life is a shining example to us all. And to make that feeling of pride even sweeter, I have some exciting news. Despite what you were led to believe, the population of Vault 11 is not going to be exterminated for its disobedience. Instead, the mechanism to open the main vault door has now been enabled, and you can come and go at your leisure. But not so fast. Be sure to check with your overseer to find out if it's safe to leave. Here at Vault-Tec, your safety is our number one priority. ဟုတ်ပါတယ်ဒါကြီးတစ်ခုလုံးက social experiment တစ်ခုပဲဖြစ်ခဲ့တာပါဒါပေမဲ့ဒီကိစ္စတွေအကုန်ပြီးမှဘယ်သူကကောင်းကောင်းသက်ရှင်နိုင်မှာလဲကိုသက်ရှင်ဖို့အတွက်တခြားသူကိုပုံပြီးတက်ခဲ့ကြတယ်ကိုလိုချင်တဲ့နီးမရလို့အချင်းချင်းလည်းတိုက်ခိုက်တက်ဖြစ်ခဲ့ကြတယ်ဒီလိုနဲ့သူတို့တွေကပွင့်လာတဲ့တကားကြီးနာကိုလမ်းလျှောက်ပြီးတော့တကားဝမှာစကားတွေပြောကြပါတယ် It's open. We could just leave. I couldn't. Not after that. We don't deserve to leave. A shining example. That's what it called us. But we were. We did what we were supposed to. Not by a long shot. Anybody would have done what we did. You ask me? That's exactly the problem. Now let's get on with this. I'll go first. Wait. People should know what happened. They could learn from it. If there's anyone out there at all, I hope they never have to find out. Ready, Harry? Yeah. No, wait! ဒီကြံရှိခဲ့တဲ့9ယောက်ထဲကတယောက်ကပဲအပြင်ကိုထွက်ပြီးသူတို့ဖြစ်ခဲ့တဲ့အကြောင်းတွေကိုပြောပြချင်ခဲ့တာပါကျန်တဲ့4ယောက်ကတော့အရန်တွေးတော့မနေပဲသူတို့ဖြစ်ခဲ့တဲ့အရာတွေဝင်ဖို့တွေကိုမခံစားနိုင်တာကြောင့်ကိုယ့်ဘာကိုအဆုံးစီရင်ဖို့ပဲခြံခဲ့ကြတယ်ဒီကျန်တဲ့သူတယောက်ကတော့ဘယ်သူလဲဆိုတာတော့ကျွန်တော်တို့မသိပါဘူးဖီတော့Vault တကားကြီးရှေ့ကအယူစုကိုကြည်ရင်အဖြစ်ဒီတကားကြီးပွင့်နေတာလည်းနှစ်180လောက်ရှိပြီဖြစ်တာကြောင့်ဒီလူကလည်းအကယ်၍ရှိခဲ့တယ်ဆိုရင်တည်သွားတာကြာတော့ပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီထဲမှာတေချာမရှင်းပြမသိရသေးတဲ့အရာ sacrifice chamber တွေကိုဝင်သွားတဲ့သူတွေရောဘာဖြစ်သွားတာလဲကဲကြည့်လိုက်ကြအောင် Greetings, martyr, and welcome. If you're here now, it means you've been offered up as a sacrifice so that your vault can continue to thrive. Currently, you may be feeling sad or angry. Perhaps you never got to have grandkids or to enjoy the pleasures of a fresh cigar. But march with your chin held high, soldier, and remember that each of us has an important role to play. For some people, their role might be to heal the sick. For others, it might mean they will drive a race car or fly a rocket ship. And some of us are meant to forfeit our lives for the good of the people. Sure, it might not be as fun as driving a race car, but it's every bit as important. Let's take a moment to reflect on the moments that made your life worth living. Think about that time you kissed your steady girl for the first time under the bleachers at the big game.
Or when you snuck out after curfew to catch that new flick that your parents wouldn't let you see because it was too scary. Boy, were they right. And who could forget when you met the love of your life? What a looker. These are just examples. Do you feel that feeling stirring in your chest as you think of these things? Good. What you are feeling is peace. You've led a great life. Living it has been its own reward. But it is only the beginning. Close your eyes now and imagine what joys await you in the next life. The afterlife. Can you see them? Good. ဒီလိုနည်းနဲ့တယောက်ပြီးတယောက်ကအသေးခံခဲ့ကြပြီးတော့ခုတည်သွားတဲ့သူတွေရဲ့အလောင်းတွေရတယ်တခြားရှင်းလင်းခြင်းမရှိတာကြောင့်နောက်တစ်ယောက်စတေးဖို့ထပ်ပြီးရောက်လာခဲ့တယ်ဆိုရင်ဒီနေရာကြီးမှာပဲအရင်ကစတေးခံခဲ့ရတဲ့သူတွေနဲ့အတူပုတ်တိုးဆေးမြေသွားခဲ့ကြပါတယ်ဒီတန်တရားကြီးကဆောနာ9ယောက်သာစီကံမလိုက်တာခဲ့ရင်အမှန်တရားကိုလည်းသိရမှာမဟုတ်သလိုဒီ sacrifice ချိန်မှာတည်းမှာပဲအကုန်လုံးကအတူပုတ်တိုးဆေးမြေသွားမဲ့တန်ကြီးပဲဖြစ်ပါတယ်အမှန်တရားကိုသိတဲ့9ယောက်ကလည်းသူတို့ရဲ့ရွေးချယ်မှုတွေလူသားမဆန်မှုတွေကြောင့်ကိုယ်စိတ်တက်ကိုပြန်လဲရိုက်ချိုးခံခဲ့ရပြီးတော့တယောက်တည်းပေါ်လာသူတို့လေးလံတဲ့ဝေဒနာတွေကိုခြံခဲ့ပြီးတော့ကဘာကြီးကနေထွက်ခွာသွားခဲ့ကြပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ TikTok YouTube အကောင့်လေးတွေကို follow like subscribe လေးလုပ်ပြီးတော့ support ပေးသွားနိုင်ပါတယ်ဗျ Automoro အကြောင်းလေးတွေပြန်လဲလုပ်ပေးနေဖြစ်တာမို့စောင့်မျှော်ပေးကြပါအောင်နော် Graysons is out